ဒီနေ့နိုဝင်ဘာ20ရက်နေ့ပြည်ထောင်ရဲ့ကိုပိုင်လေပိုင်နဲ့ရေပိုင်နဲ့ထက်ကိုဝင်လာတဲ့ရုရှားတွေနဲ့ပြည်ထောင်တော်ဝင်လေတပ်နဲ့ထိတွေ့မှုဖြစ်ပြီးနောက်ပိုင်းမှာပြည်ထောင်ရဲ့ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ဂျွန်ဟီလီကနေပြီးတော့မှရုရှားကိုစစ်ရေးအရဒဲစိန်ခေါ်လိုက်တဲ့အရာကိုကျွန်တော်အချင်းချင်းပြောပြပေးသွားမယ်။မနေ့တုန်းကနိုဝင်ဘာ19ရက်နေ့မှာစကော့တလန်မြောက်ပိုင်းမှာရှိတဲ့ပြည်ထောင်ရဲ့ကိုပိုင်ရေပိုင်နဲ့ထက်ကိုရုရှားရဲ့တင်မောဖြစ်တဲ့ရန်တေတာနေပြီးတော့မှဝင်လာတယ်ဗျ။ဒီရန်တေတာတင်မောနဲ့အတူရုရှားရဲ့တခြားထောက်လှမ်းရေးတင်မောတွေကို2022ခုနှစ်မှာရုရှားကယူကရိန်းကိုစတိုက်ပြီးအချိန်ကစပြီးတော့မှဒါပြည်ထောင်ရဲ့တော်ဝင်လေတပ်ကနေပြီးတော့မှအမြဲတမ်းထောက်လှမ်းနေတာရှိတယ်ဗျ။ဘာဖြစ်လို့ဆိုရင်ဒီရန်တေတာတင်မောနဲ့အတူတခြားထောက်လှမ်းရေးဒါရုရှားတင်မောတွေကဒါပြည်ထောင်ရဲ့ရေပိုင်နဲ့ကိုဝင်လာပြီးတော့မှပြည်ထောင်ရဲ့ရေအောက်ကေဘယ်ကျိုးတွေကိုဖျက်ဆီးဖို့လုပ်တာတကြောင်နောက်တစ်ကြောင်ကပြည်ထောင်ရဲ့ထောက်လှမ်းရေးအချက်လက်တွေကိုဒါယူဖို့ရအတွက်ရုရှားကလုပ်တယ်ဆိုပြီးတော့မှဒါပြည်ထောင်ကအမြဲတမ်းကင်းလဲနေတာရှိတယ်ဒါပေမဲ့မနေ့တုန်းကနိုဝင်ဘာ19ရက်နေ့မှာဒီရန်တေတာတင်မောဝင်လာတယ်ဆိုတာသိရအတွက်ပြည်ထောင်ရဲ့လေတက်ကနေပြီးတော့မှတွားပြီးတော့ထောက်လှမ်းတယ်ဒီထောက်လှမ်းတဲ့အချိန်မှာရုရှားရဲ့တင်မောပေါ်ကနေပြီးတော့မှလေဆာနဲ့လှမ်းပြီးပစ်တယ်ဗျဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဗြိတိန်ရဲ့ဝန်ကြီးဖြစ်တဲ့ကာကွယ်ဝန်ကြီးဖြစ်တဲ့ဂျွန်ဟီလီကနေပြီးတော့မှရုရှားကိုစစ်ရေးအရတုံ့ပြန်သွားဖို့ရအတွက်အသင့်ရှိတယ်ဒါတုံဆိုင်မနေဘူးဆိုပြီးတော့ပြောဆိုလိုက်တဲ့အပြင်ကိုဒီဝန်ကြီးဟီလီကနေပြီးတော့မှရုရှားသမ္မတပူတင်ကိုဗာပြောလဲဆိုရင်ခင်ဗျားတို့ဘာလုပ်နေလဲဆိုတော့ကျွန်တော်တို့သိတယ်ကျွန်တော်တို့မြင်နေတယ်ဆိုပြီးတော့မှပြောကြတယ်လာခဲ့ပါတဲ့ဒါတောင်ပိုင်းကိုဆင်းလာခဲ့တောင်ပိုင်းကိုဆင်းလာပြီးဆိုတာနဲ့စစ်ရေးအရအရေးယူဖို့ရအတွက်အသင့်ဖြစ်တယ်ဆိုပြီးတော့မှပြောဆိုလိုက်တယ်ဗျဒါတော့ပွဲကြီးပွဲကောင်းလို့လည်းပြောလို့ရတယ်ရှစ်စိတ်ဘာဖြစ်မလဲတော့မသိဘူးเนาะဒါပေမဲ့ဗြိတိန်အခြေစိုက်ရုရှားတန်ယုံမှာရှိတဲ့တန်မက်ကနေပြီးတော့မှရုရှားကဗြိတိန်ကိုဒါစိန်ခေါ်တာလည်းမဟုတ်ဘူးဒါရန်စတာလည်းမဟုတ်ဘူးဆိုပြီးတော့မှအကြောင်းပြချက်ပေးတာရှိတယ်ဆိုတဲ့အရာကိုကျွန်တော်ပြောပေးချင်ပါတယ်ဒါကတော့မနေ့တုန်းကနိုဝင်ဘာ19ရက်နေ့မှာဖြစ်သွားတဲ့အရာဖြစ်တယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျဒါနဲ့ပတ်သက်ပြီးတော့မှဗြိတိန်ရဲ့ကာကွယ်ဝန်ကြီးဖြစ်တဲ့ဂျွန်ဟီလီကနေပြီးတော့မှဒါရုရှားကိုပြောလိုက်တဲ့အရာဖြစ်တယ်ဆိုတော့ရုရှားဘက်ကနေပြီးတော့မှပြင်းထန်ထန်တုံ့ပြန်တဲ့အရာတော့မပေါ်လာသေးဘူးဗျရှိကြလို့ရှိရင်လည်းကျွန်တော်တင်ပြပေးပါမယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျဆက်လက်ပြီးတော့မှလည်းနိုင်ငံတကာသတင်းထူးဖြစ်စဉ်တွေရှိရင်တင်ပြပေးပါမယ်လို့ကျွန်တော် page လေးကိုလည်း like follow လုပ်ထားအောင်မမေ့ပါနဲ့အောင်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျ